မစေခရောင်းရတဲ့ပန်းကလာလို့မဟုတ်ဘူးဆိုရခင်ထားတဲ့ဒီလမ်းမှာဒီလမ်းခက်ခဲတော့များလေဒီလမ်းဆုံးလိုက်ချောင်းရာလူတွေများရှောင်းဖဲကလေးသွားလို့လူတွေများခရောင်းလမ်းကိုရွေးလို့စားလာချင်းအောင်ချင်းငရဲဘက်ကိုသွားလို့ဒီလမ်းမကြီးအဆုံးနိုင်ငရဲမိအိုင်တဲ့မိတ်ဆွေတင်ဘယ်လမ်းကိုရွေးလဲရွေးချယ်ရမယ်ဒီလမ်းတွေရွေးလိုက်ပါမိတ်ဆွေကျေတော့လား